နေ့စဉ်ဘဝမှာအလုပ်တွေအများကြီးလုပ်ရပြီးတော့ပြင်ပန်းကြီးငွေလာရဲဆိုလို့ရှိရင်ကိုချစ်ရဆုံးတငယ်ချင်းနဲ့တူတူဒီလိုမျိုးလေးခီးထွက်ကြည့်ပါမင်္ဂလာပါချစ်တို့ရေဒီနေ့ vlog လေးကတော့အစီအစဉ်မရှိဘဲနဲ့သွားဖြစ်တဲ့ခီးလေးပါဆိုတော့ဒီခီးစဉ်လေးကိုပိုးရီတို့နဲ့တူတူလိုက်ပေးကြပါအောင် ready တော့ဆင်းသက်ဖြစ်ပါပြီဒါတော့ဗီဒီယိုကိုစိုက်ရတဲ့ပထမတော့သွားတာဖြစ်ပါတယ်ကြည့်တော့ပါတော့ဒီကေကြီးကိုပါရမှာဟုတ်တယ်လေအဲ့တော့မြေမျိုးကိုစားတက်ပါပြီစားတက်ပြီးတော့22မိုင်နာရောက်တော့ဆိုင်ကေကအရန်ပူလာပေါ့နော်ပူလာတော့ရေဆင်းပြီးတော့ဖြန်းရပါတယ်အဲ့မှာကြောင်လေးတွေတွေ့ခဲ့ပေါ့နော်ကြောင်လေးတွေကအရန်ချစ်စရာကောင်းတယ်2ကောင်3ကောင်တွေမကဘူးအောက်မှာရော4-5ကောင်လောက်ရှိရပေါ့နော်အဝါရောင်လေးအရန်ချစ်စရာကောင်းပါတယ်ပြီးတော့ပိုးကြီးကအရန်ကြိုက်တဲ့ဒီပြည်သူလင်းရောင်ကဂျာဆန်ဟင်းကိုဝင်ပြီးတော့တောက်ခဲ့ပါတယ်။ဒီကပိုးတို့ငငယ်တွေကကားတွေအများကြီးနဲ့အရန်ကိုစီကားခဲ့တဲ့ဆိုင်လေးပေါ့နော်။အခုကတော့အရင်အားလောက်လူမများတာကိုတွေ့ရတယ်။အဲ့အတွက်လည်းတိတ်တော့စိတ်မကောင်းဘူးပေါ့နော်။ပြီးတော့ဒီကဂျာဆန်ဟင်းကပိုးကြီးဒီ22မိုင်မှာရှိတဲ့ဆိုင်လေးအားလုံးနေရာမှာလုံးဝအကြိုက်ဆုံးဆိုင်လေးဖြစ်ပါတယ်။သူကတော့22မိုင်ရောက်လာပါပြီ။ဟိုရာသီဥတုအေးလေးမှာပူပူနွေးနွေးအငွေ့ထွက်နေတဲ့ကြာစံဟင်းလေးကိုပြန်မြင်လိုက်ရတော့အကူတောင်ဗိုက်စာသွားကြီးချစ်တို့ရေဒီကြာစံဟင်းလေးကသူကဒီကြက်ရိုးမြများနဲ့ချက်ထားတာပေါ့နော်ပိုးကြီးကကြာစံဟင်းဆိုလို့ရှိရင်အရေးကျက်အဖက်နည်းနည်းကိုကြိုက်တယ်ပေါ့နော်တခါမစားဘူးတကယ်ချင်းကပြောတာလုံးဝသူတပွဲမကုန်ဘူးလို့ပြောတာနော်အခုတပွဲမှာတော့မရအောင်မလားမရအောင်ဒီရုပ်သီးလေးကိုထက်တံမြာသီးလေးညှင်ငံပြာရည်လေးနဲ့စားလိုက်ရရင်တော့လုံးဝ share ပါပဲပိုးရီတို့လာတော့ဒီဆိုင်ကိုရှာလုံးဝမတွေ့ဘူးပေါ့နော်အဲ့နဲ့အောက်ကိုတစ်ခေါက်ပြန်ဆင်းပြီးပြန်လာရှာနော်ဒါမှပြည်သူမြစ်တာမဟုတ်ဘူးလို့ပြည်သူအလင်းရောင်ဆိုအဲ့ဒါအစလောင်းမလို့တနာလို့မလောင်းတာတလန်းလုံးညင်းရင်ခုန်ရင်တချင်းတွေအများကြီးဆိုရင်လည်းပဲမြေမျိုးကိုရောက်လာခဲ့ပါတယ်မြို့ပတ်ပါမယ်ကိုကဘိုးရစားနေကြတော့သုံးဆောင်ရောက်လာတာပါဒီဆိုင်ကတော့မြေမျိုးကိုရောက်တာနဲ့အရင်ရှိသေးလားဆိုမေးရတဲ့ဆိုင်လေးဖြစ်ပါတယ်အကြိုက်ဆုံးဝတ်သားတူတူပါရင်စားပါမယ်用给骗你这个好你也不当吗我也能当吗好了ဒီရင်စားပါအောင်ဒါတော့ကိုကြီးရဲ့ favorite ပေါ့နော်ရန်ကောင်းတွားလေမန်းလေးကတူထိုးရည်မျိုးလို့မကြီးချင်မဘူးเนาะဆော့ချင်လေးနဲ့ဂေါ်ဘီလေးနဲ့ပြီးရင်နန်းပင်လေးနဲ့အဓိကဂေါ်ဘီလေးကအသက်ဒီဂေါ်ဘီလေးကစားလို့ကောင်းတာဂေါ်ဘီလေးရဲ့အချင်းရဲ့ဟင်းရည်လေးရဲ့ဒီကတော့ကိုကြီးကဒီမျိုးကတငယ်ချင်းနဲ့လာလို့ရပါကျွန်တော်ကိုကြီးကိုဝယ်ရရှိရနေသွားဝယ်မယ်ဟုတ်မယ်ကျွန်တော်ဆိုင်ကယ်နဲ့ပိုးရတော့စပိန်နဲ့ပေါ့နော်ဆိုတော့ပြန်ပေးမယ်နော်ရ
给当年嘛超强高啊！啊呢，这样好。突然回避超惨了的。突然唱出来亲妈妈。没办嘞。我这个人不好弄了，我洗啦这个。你弄 video 进来，我洗啦呗。哎，你讲我有地弄的几山的。所以假的。哎，我就讲嘛。好多吧，不要我就讲。ပြောလေစကားလေးပါလေပြောလေတော့ရပြောင်းနေငါမပြောနိုင်တော့အဲ့ဒါဖယ်ပေးရမလား โอเคလေရရဒီလုံးကဲတဲ့ပြီးတော့ပြန်လာပြီးအိတ်ထဲဖွင့်ကြည့်မှအင်ကြီးတစ်ထဲမှပါမလားအင်ကြီးကိုအိတ်ထဲထည့်မယ်ဆိုပြီးဘေးမှာပုံပြီးတော့ထားခဲ့တာဆိုရင်ကိုကတော့ပိုးတို့ညစာသွားစားမလို့ပါကားထဲမှာနည်းနည်းတော့မှောင်နေရနော်ဒါတော့တင်ငယ်ချင်းမှာဟယ်လိုမူချိုတွေကတီးတာပေါ့နော်ဒါပေမဲ့ခဏတန်းမှာပေါင်းတယ်ဟုတ်တယ်ပေါ့ဘူးလေးတဲ့မှာပေါင်းတယ်ဒါကတော့တင်ငယ်ချင်းရဲ့အကြိုက်ဆုံးအကင်ဆိုင်ပေါ့နော်တံပြားမီနီဟော့ပေါ့ဘူကထာဝါဒီဆိုင်ကယာခိုတဲ့ယာခိုဘူကထာလေးရတယ်ပေါ့နော်ချက်မဲစားမယ်ချက်မဲရမ်းချက်သားချက်တောင်းစားချက်မဲလေးချက်ဦးချက်ဝတ်သားတက်သားစားရတမ်းပထားတဲ့အခင်မှာချက်မဲကိုရင်းစားမယ်ပေါ့နော်ဒီစားပါအောင်ချင်းလေးနဲ့ကျမရဲ့တော့ကောင်းတယ်မခဲလုံးလားကောင်းတယ်ဟာဒီကတော့ကောင်းတယ်ဘယ်နဲ့စားပါရောတော့ကတာပါဝတ်ကုတ်ပဲပါရောဝတ်ကုတ်တာကင်မှာ there is so much food today ပဲဖြစ်နေပါကိုဒီမှာပေါ့နော်ပိုးရစားအများကြီးဆိုမှအများကြီးပဲမပြောကြည့်လိုက်ဘာလာဟင်းတွေရောတာကိုယာကီရောအကင်းလေးဆိုလည်းအများကြီးမူကားထားရောပါတယ်အကုန်လုံးကြမှာ3000 လားမသိဘူးအေးတွေရောပါသေးရဲ့ဆိုတော့ဒီနေ့ vlog လေးကိုဒီမှာပဲဆုံးသက်ပါမယ်နောက်ထပ် vlog လေးမှာပြန်တွေ့မယ်တတာ